အာနာရှင်တွေရဲ့နောက်ဆုံးနေ့ကမ္ဘာသမိုင်းမှာတစ်ချိန်ကနိုင်ငံတစ်နိုင်ငံလုံးကိုသူ့ရဲ့အမိန့်တစ်ချက်ထဲနဲ့လှုပ်ရှားစေနိုင်ခဲ့တဲ့သူတွေရှိပါတယ်။သူတို့ရဲ့ရုပ်ပုံတွေကိုလမ်းမတွေပေါ်မှာချိတ်ဆွဲခဲ့ကြတယ်။သူတို့ရဲ့မိန့်ခွန်းတွေကိုလူတန်းပေါင်းများစွာကနားထောင်ခဲ့ကြပါတယ်။သူတို့ကိုစန့်ကျင်ဖို့ဆိုတာကသေစေနိုင်လောက်တဲ့အထိအန္တရာယ်ရှိပါတယ်။ဒါပေမဲ့အာနာဆိုတာထာဝရမဟုတ်ပါဘူး။တစ်ချိန်ချိန်မှာတော့အာနာရှင်တယောက်ဟာသူ့ရဲ့နန်းတော်ထဲကနေထွက်ပြေးရနိုင်ပါတယ်။တစ်ချိန်ချိန်မှာတော့သူအမိန့်ပေးခဲ့တဲ့သူတွေကပဲသူ့ကိုပြန်ပြီးတော့ဖမ်းဆီးလာနိုင်ပါတယ်။ပြီးတော့တစ်ချိန်ကလူတန်းပေါင်းများစွာကိုအမိန့်ပေးခဲ့တဲ့သူကသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာသူ့အသက်ကိုတောင်မကယ်တင်နိုင်တော့ပါဘူး။ဒီနေ့မှာတော့အာနာကြီးခဲ့ပေမဲ့နောက်ဆုံးမှာတေမလှခဲ့ကြတဲ့အာနာရှင်တွေရဲ့နောက်ဆုံးနေ့တွေကိုပြန်ကြည့်ကြရအောင်ပါ။နံပါတ်1ကတော့အတော်ဟစ်တလာပါ။မြေအောက်ခန်းထဲမှာပဲကိုအဆုံးစီရင်ခဲ့ရတဲ့သူဒုတိယကမ္ဘာစစ်တွင်ဂျာမနီကိုအာနာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့သူဖြစ်ပါတယ်1945ခုနှစ်ရောက်လာတဲ့ချိန်မှာတော့ဂျာမနီရဲ့စစ်ရေးအခြေအနေကလုံးဝကိုပြိုလဲနေပါဆိုဗီယက်တပ်တွေဘာလင်မြို့တွင်းကိုဝင်ရောက်လာတဲ့အခါဟစ်တလာဟာမြေအောက်ဘန်ကာထဲမှာပုံအောင်နေခဲ့ပါတယ်1945ခုနှစ်ဧပြီလ29ရက်နေ့မှာအေဝဘရာယန်နဲ့လက်ထပ်ခဲ့ပြီးတော့နောက်တစ်နေ့ဧပြီလ30ရက်နေ့မှာတော့ဟစ်တလာဟာသူ့ကိုယ်တိုင်အဆုံးစီရင်ခဲ့ပါတယ်သူ့အလောင်းကိုလည်းသူ့ရဲ့ညွှန်ကြားချက်အတိုင်းမြေအောက်ခန်းအပြင်ဘက်မှာမိရှို့ခဲ့ကြပါတယ်။တစ်ချိန်ကနှစ်ထောင်ချီတည်မဲ့အင်ပါယာဆိုပြီးတော့အိမ်မက်မက်ခဲ့တဲ့သူကနောက်ဆုံးတော့မြေအောက်ခန်းလေးတစ်ခုထဲမှာသူ့ဘဝကိုသူအဆုံးသတ်ခဲ့ရပါတယ်။နံပါတ်2လူထုရှိမှာရှစ်ဆရာအကောင်းဆုံးဆုံးသတ်နေတေးခဲ့ရတဲ့အာနာရှင်မိုဆိုလီနီဘယ်နီတိုမိုဆိုလီနီဟာအီတလီရဲ့ဖစ်စစ်အာနာရှင်ဖြစ်ပြီးတော့ဟစ်တလာရဲ့မဟာမိတ်လည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းအီတလီရဲ့အခြေအနေတွေဆိုးဝါးလာပြီးတော့မိုဆိုလီနီရဲ့အာဏာလည်းပြိုလဲလာခဲ့ပါတယ်1945ခုနှစ်ဧပြီလမှာဆွစ်ဇာလန်ဘက်ကိုထွက်ပြေးဖို့ကြိုးစားရင်းအီတလီပါတီဆန်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ဧပြီလ28ရက်နေ့မှာမိုဆိုလီနီနဲ့သူ့ရဲ့အဖော်ကလာရာပတ်တီစီတို့ကိုတပ်ဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆုံးခရီးကဒီမှာမပြီးသေးပါဘူးသူ့လောင်းကိုမီလန်မြို့ကိုယူဆောင်လာပြီးတော့လူပေါင်းထောင်ချီရှစ်မှာချိတ်ဆွဲပြသခဲ့ပါတယ်တစ်ချိန်ကအီတလီနိုင်ငံကိုအမိန့်ပေးခဲ့တဲ့သူကနောက်ဆုံးမှာတော့သူအုပ်ချုပ်ခဲ့တဲ့လူထုရဲ့အမျက်ဒေါသအမုန်းတရားကိုကိုယ်တိုင်ရင်ဆိုင်ခဲ့ရပါတယ်။နံပါတ်3ခရစ်စမတ်နေ့မှာပဲတည်ရန်ကျခဲ့တဲ့နီကိုလက်ချောင်ဆက်စကူဟာလည်းရိုမေနီးယားနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့အာဏာရှင်တွေဖြစ်ပါတယ်။1989ခုနှစ်မှာရိုမေနီးယားပြည်သူတွေကအစိုးရကိုစန့်ကျင်တဲ့တော်လှန်ရေးစတင်ခဲ့ကြပါတယ်။ဒီဇင်ဘာ21ရက်နေ့မှာလူထုရှိမိန်ခွန်းပြောနေစဉ်မှာလူထုထဲကသူ့ကိုပြန်လဲဆန့်ကျင်အော်ဟစ်တန်တွေထွက်ပေါ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာသူနဲ့ဇနီးအယ်လီနာတို့ကရဟတ်ယာဉ်နဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဖမ်းဆီးခံခဲ့ရပါတယ်။ဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့မှာစစ်ခုံရုံးကအမြန်စစ်ဆေးပြီးတော့တည်တံချမှတ်ခဲ့ပါတယ်။အဲဒီနောက်မှာပဲသူတို့နှစ်ဦးကိုပြစ်တက်ခဲ့ပါတယ်။24နှစ်နီးပါးအာဏာကိန်းထားခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့နောက်ဆုံးနေ့ဟာရပိုင်းအတွင်းမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ပုံအောင်နေရာကနေကြိုးပေးခံရသည့်အထိပြစ်ဒဏ်ကြီးမားခဲ့တဲ့နာမည်ကျော်လူမကြီးဆာဒန်ဟူစိန်ဖြစ်ပါတယ်။ဆာဒန်ဟူစိန်ဟာအီရတ်နိုင်ငံကိုဆယ်စုနှစ်များစွာအာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တဲ့သူပါ။2003ခုနှစ်အမေရိကန်ဥဆောင်တဲ့တပ်ဖွဲ့တွေအီရတ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ဆာဒန်ဟူစိန်ဟာပုံအောင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့2003ခုနှစ်ဒီဇင်ဘာလမှာတက်ကရစ်အနီးမြေအောက်ဘုံခိုရာတစ်ခုကနေဖမ်းဆီးခံခဲ့ရပါတယ်။တစ်ချိန်ကနိုင်ငံတစ်ခုလုံးကိုအမိန့်ပေးခဲ့တဲ့သူကနောက်ဆုံးမှာတော့ဖမ်းဆီးခံထားရတဲ့အကျဉ်းသားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။တရားရုံးကလူသားမျိုးနွယ်ပေါ်ကျူးလွန်မှုနဲ့ပြစ်ရှိကြောင်ဆုံးဖြတ်ပြီးတော့2006ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာကြိုးပေးကွပ်မျက်ခဲ့ပါတယ်။နောက်တစ်ယောက်ကတော့မူအမ်မာဂရာဖီဖြစ်ပါတယ်။လီဗျားနိုင်ငံကိုနှစ်ပေါင်း40ကျော်အုပ်ချုပ်ခဲ့တဲ့ဂရာဖီဟာလည်း2011ခုနှစ်အာရက်နွေဦးတော်လန်ရေးအတွင်းမှာပဲအာဏာဆုံးရှုံးခဲ့ပါတယ်။သူရဲ့အာဏာစနစ်ပြိုလဲလာပြီးတဲ့နောက်ဂရာဖီဟာလစ်ဗျားနိုင်ငံအတွင်းမှာပဲပုံအောင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့2011ခုနှစ်အောက်တိုဘာလမှာဖမ်းဆီးခံခဲ့ရပြီးမကြာမီသေဆုံးခဲ့ပါတယ်။နောက်ထပ်ဒီလိုအသေးမလှခဲ့တဲ့အာဏာရှင်တွေအများကြီးရှိပါသေးတယ်။အာဏာရှင်တွေရဲ့ကံကြမ္မာကိုလေ့လာကြည့်မယ်ဆိုရင်အများစုကအာဏာကနေထွက်ခွာသွားတဲ့အချိန်မှာတည်ငြိမ်အေးချမ်းစွာအနားယူနိုင်သွားခဲ့ကြတာတော့မဟုတ်ပါဘူး။အာဏာရှင်အများစုဟာအသေးမလှခဲ့ကြပါဘူး။အသေးလှခဲ့မယ်ဆိုရင်တော့မှလူမသိသူမသိတိုက်တိုက်လေးသေသွားကြရတဲ့အာဏာရှင်တွေပဲရှိပါတယ်။ဒီအာဏာရှင်တွေဟာတစ်ချိန်ကသမိုင်းမှာအလွန်အင်အားကြီးခဲ့ကြတဲ့သူတွေပါ။သူတို့မှာစစ်တပ်တွေရှိတယ်။
လက်နက်တွေရှိတယ်အာဏာရှိတယ်သူတို့ကိုကြောက်ရွံ့ရတဲ့လူတန်းပေါင်းများစွာရှိခဲ့တယ်ဒါပေမဲ့အာဏာဆိုတာအသက်ကိုမကယ်နိုင်ပါဘူးအာဏာဆိုတာလူတစ်ယောက်ကိုထာဝရကာကွယ်မပေးနိုင်ပါဘူးဒီသမိုင်းဖြစ်တွေကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးနေပါတယ်အာဏာရှိနေတဲ့အချိန်မှာလူတွေကတင့်ကိုကြောက်ကောင်းကြောက်နိုင်ပေမဲ့အာဏာဆုံးရှုံးလိုက်တဲ့အချိန်မှာတော့တင့်ကိုဘယ်လိုမှတ်မိကြမလဲဆိုတာကတင့်ရဲ့နောက်ဆုံးအမွေဖြစ်လာပါတယ်အာဏာကအဆုံးအဖြတ်မဟုတ်ပါဘူးအာဏာကိုဘယ်လိုအသုံးချခဲ့တယ်လဲဆိုတာကသာသမိုင်းမှာကြံရစ်ခဲ့တာပါ